လူသားတယောက်မရှိပဲအာကာသအဝေးဆုံးထိရောက်နေတဲ့ဆက်လေးတစ်ခုရှိတယ်ဆိုရင်ယုံမလားဒါဟာ1989ခုနှစ်ကလွတ်တင်ခဲ့တဲ့ Voyager 1 ပါ Voyager 1ကို1989စက်တင်ဘာ9ရက်နေ့မှာ NASA ကလွတ်တင်ခဲ့ပါတယ်သူ့ရဲ့မူလရည်ရွယ်ချက်ကဂျူပီတာဂြိုဟ်နဲ့စက်တန်ဂြိုဟ်ကိုလေ့လာဖို့ပါဂျူပီတာရဲ့မုန်တိုင်းကြီးတွေစက်တန်ရဲ့လက်စွပ်ကွင်းတွေနဲ့လတချို့ကိုလည်းပထမဆုံးအကြိမ်နီးကပ်ဓာတ်ပုံရိုက်နိုင်ခဲ့ပါတယ်။ဒါကြောင့်လူသားသိပ္ပံအတွက်အရေးကြီးဆုံးမစ်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။2012ခုနှစ်မှာ Voyager 1ဟာနေအဖွဲ့အစည်းကိုကျော်လွန်ပြီး Interstellar Space ထဲဝင်ရောက်ခဲ့ပါတယ်။ဒီလိုနဲ့ Voyager 1ဟာနေအဖွဲ့အစည်းပြင်ကိုရောက်သွားတဲ့ပထမဆုံးလူသားဖန်တီးယာဉ်ဖြစ်လာခဲ့ပါတယ်။လက်ရှိအချိန်မှာ Voyager 1ဟာကမ္ဘာမှကီလိုမီတာဘီလီယံများစွာဝေးကွာနေပြီးသတင်းတစ်ခုပြန်ရောက်ဖို့20နာရီကျော်ကြာပါတယ်။ဒါပေမဲ့အံ့ဩစရာကတော့ဒီယာဉ်လေးဟာနှစ်ပေါင်း50နီးပါးကြာပြီးမှတောင်အလုပ်လုပ်နေသေးပါVoyager 1ထဲမှာလူသားတို့ရဲ့အတန်တချင်းပုံရိပ်တွေထည့်သွင်းထားတဲ့ Voyager Golden Record လည်းပါဝင်ပါတယ်။ကမ္ဘာပေါ်မှာဘာသာစကား55မျိုးသဘာဝအတန်များလူသားဘဝကိုဖော်ပြထားတဲ့ပုံရိပ်တွေပါသူညင်ပါတယ်။အနာဂတ်မှာအခြားသက်ရှိအရာတစ်ခုတွေတွေးမိရင်ဒီဟာကလူသားတွေပါလို့ပြောနိုင်ဖို့ပါပဲ။